ဒီနေ့ဟင်းချိုတစ်မျိုးလုပ်ပြမယ်နော်ထိုင်းလိုတော့တုံချစ်လို့ခေါ်တယ်အရင်ဆုံးဦးထဲကိုခဏတခဲထည့်ပြီးတော့စက်သားမှုနည်းနည်းရယ်စားနည်းနည်းရယ်ပြီးတော့ဒီမိုခယူစီထည့်မယ်နော်မဟုတ်ဘူးမိုပဲငါမြိုင်ထားမှာပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေကဒီကျမပုံမှာပြထားတဲ့အတိုင်းပဲပေါ့နော်အရင်ဆုံးရေနွေးဆူလာပြီဆိုရင်ကျမတို့ဝတ်သားတောက်ထားတာထည့်မယ်ပေါ့နော်ကလေးဝတ်သားတောက်စင်းမရှိဘူးဆိုလဲဝက်ရိုးတွေပါတွေထည့်လိုက်ရတယ်နော်ကျမကမိုလာဥနီပါတစ်ခါထည့်လိုက်တာပေါ့နော်ကဲဟင်းကိုတည်ထားတော့မှအဆူလေးတယောက်ကိုကြည့်ပြပါအောင်ရှင်လူများတွေပြောတယ်ယောက်ျားမယူနဲ့ဆိုကျမတို့ကတအားယူချင်တာအခုတော့ဟင်းချက်နေတာကိုအောက်မှာလဲပြီးတော့ငိုပြီးစောင့်နေတာကျမတို့လေကဲအဲ့ဒါခဏထားပြီးတော့ဟင်းအိုးပြန်ကြည့်ကြမယ်နော်ကျမတို့ဟင်းအိုးဆူလာပြီဆိုရင်ကျမတို့ပြင်ဆင်ထားတဲ့အသီးရွက်တွေတစ်ခုချင်းစီထည့်မှာပေါ့နော်ပဲပြားနဲ့ကြာဆောင်တော့နောက်ပိတ်ဆုံးမှထည့်မယ်ဘယ်လိုအဲ့ဒါထည့်ပြီးတော့ဆိုရင်ခဏအဖုံဖုံပြီးတော့ကျမတို့ဟင်းရည်လေးရပြီပေါ့နော်ပြောဖို့ကြံခဲ့တယ်ကျမနောက်ပိတ်ဆုံးမှထည့်လိုက်တဲ့မဲမဲလေးရရင်းကြီးလေးနော်ကလေးတွေကရင်းကြီးအရတာကိုကြိုက်လို့နောက်ပိတ်ဆုံးမှကျမကရင်းကြီးကိုလက်လေးနဲ့ဖြည့်ပြီးထည့်လိုက်တာပေါ့နော်ကလေးမရှိရင်မထည့်လဲရပါလေရှင်